ကောင်းကင်ယံကဘီရဲ့များလို့တင်စားရတဲ့ငှက်ကလင်းယုံလို့ပြောရင်မမားပါမြေကမ်းနားကအမြင့်ဆုံးတစ်ကိုင်းထင်းမှာလို့အပြန်အလှန်စကားများနေကြတဲ့လင်းယုံနှကောင်က bald eagle လင်းယုံတွေရဲ့ထီကြပါတယ်လူသားတွေထက်လေးစားမကပုံမဆူရှားတဲ့ရွှေရောင်မြဝင်းတွေကတော့မိုးကုတ်စဝိုင်းတစ်ခုလုံးကိုအမဲမပြတ် scan ဖန်နေပါတယ်ဒီတဘာဝလောကထဲမှာတော့အာယုံစူးစိုက်မှုဟာအစာရာယူနိုင်ခြင်းနဲ့လက်လွတ်ရခြင်းတို့ရဲ့ကြားကအထီးကကွာခြားချက်ပါပဲအခုတော့အမဲလိုက်ခြင်းရောက်ပါပြီခုနှစ်ပေနီးမှရှိတဲ့အတောင်ပံတွေကိုဖြန်းကျက်ရင်းကောင်းကင်ယံကိုစိုးမိုးထားပါပဲသူတို့ဟာရိုးရိုးပြန်တန်းနေရမျိုးမဟုတ်ပဲလေအဟုန်ကိုစိတ်ကြိုက်ထိန်းချောင်းပြီးအမခန့်အရှိန်နဲ့ထိုးဆင်းနိုင်စွမ်းရှိကြပါတယ်ဒီကြမိုးနဲ့အရှိန်အဟုန်ပေါင်းဆက်သွားတဲ့အခါရေပြင်းပုံကနေငါးကိုကုတ်ချစ်ဆွဲယူပုံဟာမက်ဆီသမိတ်အတွင်းမှာပါပဲပြန်တန်းလုံးအရှိန်မပြတ်စေပဲရေနဲ့ပိုင်းကသားကောင်ကိုကျွမ်းကျင်စွာဖမ်းယူသွားတာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုဖြူဖွေးတဲ့ဦးခေါင်းပိုင်းအမွေတွေကိုရဖို့ဆိုတာမွေးရပါတော့မဟုတ်ပါဘူးအခုမြင်နေရတဲ့အညိုရောင်အဆက်ပြောက်တွေနဲ့ငှက်ဟာ bald eagle လင်းယုံငယ်ဖြစ်ပါတယ်သူဟာငါးနှစ်ခန့်အရွယ်ရောက်မှသာအားလုံးကတီးကြတဲ့အဖြူအမဲအယောင်အသွေးနဲ့ဘီယန်တရားလိုထဲဝါလာမှဖြစ်ပါတယ်အနီးအနားမှာတော့နောက်ထပ်ကျွမ်းကျင်မှုဆိုတကောင်ရှိနေပါတယ်သူကတော့ osprey ခေါ်ပင်လေသင်းငါပါလင်းယုံတွေကရေပြင်းပေါ်ကနေပဲသုတ်ယူတတ်ပေမဲ့ osprey ကတော့ရေထဲအထိတကိုယ်လုံးငုတ်ဆင်းပြီးဖမ်းယူတတ်ပါတယ်ဒီနေ့မှာတော့သူဟာငါးနှစ်ကောင်ကိုတပြိုင်နက်ဖမ်းယူနိုင်ခဲ့တဲ့ကန်ထူးရင်ဖြစ်နေပါတယ်တဘာဝတရားရဲ့ဒီဆောက်ပုံဟာအံ့ဩစရာပါosprey ဟာသူဖမ်းလာတဲ့ငါးကိုလေတိုးနှဲအောင်ငါးကောင်းကိုရှေ့ဘက်ထားပြီးပြန်ထမ်းတတ်ပါတယ်ဒါဟာလေခုခံမှုကိုလျှော့ချပြီးလေးလံတဲ့အစာကိုသူ့အတိုက်စီအရောက်ထဲဆောင်နိုင်တဲ့အစင်းမြင်ပြန်ထမ်းမှုနည်းပညာပဲဖြစ်ပါတယ်ရေခဲကင်ပေါ်မှာတော့ကောင်းကင်ယံမှာပါသူတို့ရဲ့ရှင်သန်မှုဇာတ်လမ်းတွေကတော့ဆက်ရှိနေအောင်ပါတင်ယူဆဲလင်းယုံငယ်တွေကနေဝါရင်းမူဆိုးကြီးတွေထိတဘာဝတရားရဲ့အမဲလိုက်ခွေကတော့ရက်တန်းသွားမှာမဟုတ်ပါဘူးဒီစံညွန့်ကိုအတန်သွင်းဖို့တဲ့စကားအပြည့်အတောက်ဒါမှမဟုတ်လေးတန်းကိုပြောင်းလဲချင်တာမျိုးရှိပါသလားခင်ဗျာအခုလိုစိတ်ဝင်စားစရာတိရစ္ဆာန်တွေရဲ့အကြောင်းကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ page နဲ့ channel ကို like နဲ့ follow လုပ်ထားဖို့မမေ့နဲ့ဘူးနော်နောက်ထပ်ဗီဒီယိုတွေမှာဘလို့အကြောင်းအရာမျိုးကိုကြည့်ချင်တယ်လဲဆိုလားကိုလည်း comment မှာရေးထားခဲ့ပါဦးဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာမဲလိုက်ခွေကတော့ရက်တန်းသွားမှာမဟုတ်ပါဘူးဒီစံညွန့်ကိုအတန်သွင်းဖို့တဲ့စကားအပြည့်အတောက်ဒါမှမဟုတ်လေးတန်းကိုပြောင်းလဲချင်တာမျိုးရှိပါသလားခင်ဗျာအခုလိုစိတ်ဝင်စားစရာတိရစ္ဆာန်တွေရဲ့အကြောင်းကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ page နဲ့ channel ကို like နဲ့ follow လုပ်ထားဖို့မမေ့နဲ့ဘူးနော်နောက်ထပ်ဗီဒီယိုတွေမှာဘလို့အကြောင်းအရာမျိုးကိုကြည့်ချင်တယ်လဲဆိုလားကိုလည်း comment မှာရေးထားခဲ့ပါဦးဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ